အင်တာမီယာမီနဲ့အာဂျင်တီးနားတိုက်စစ်မှုလီယိုနယ်မက်ဆီကတော့အခုဆိုရင်မေဂျာလိမှာနောက်ထပ်3နှစ်ဆက်ရှိဖို့တေချာသွားခဲ့ပြီဖြစ်ပါတယ်။ဒီနေ့ဘောလုံးရာသီမှာအင်တာမီယာမီအသင်းနဲ့စာချုပ်တက်တန်းကုန်ဆုံးမဲ့မက်ဆီကမကြာခင်ရက်ပိုင်းအတွင်းမှာမိုင်ယာမီနဲ့3နှစ်တက်တန်းရှိတဲ့စာချုပ်တွေကိုချုပ်ဆိုသွားတော့မှာဖြစ်ပါတယ်။မက်ဆီကဒီနေ့ဘောလုံးရာသီမှာအင်တာမီယာမီအတွက်ကစားပေးနဲ့ကြန့်ခိုင်မှုပြေးွားခဲ့တာကြောင့်ပွဲထွက်ခွင့်မချခဏလွဲချော်နေခဲ့သူဖြစ်ပါတယ်။မိုင်ယာမီအသင်းတော်တော်မကဘဲနဲ့အာဂျင်တီးနားအသင်းအတွက်လည်းပွဲထွက်ခွင့်လွဲချော်နေတဲ့ကစားသမားဒီနေ့ဘောလုံးရာသီအကုန်မှာကစားသမားပွားကနေအနားယူရမယ်ဆိုပြီးတော့ကောလာဟာလည်းထွက်လာခဲ့သူပါမက်ဆီကိုယ်တိုင်ကလည်းအင်တာဗျူးတွေမှာသူကလာမယ့်2016ကမ္ဘာ့ဖလားမှာအာဂျင်တီးနားအတွက်ပါဝင်ကစားဖို့မသေးချာခဲ့ဘူးဆိုပြီးတော့ပြောဆိုမှုတွေရှိခဲ့ပါတယ်အခုတော့မက်ဆီကိုယ်တိုင်ကအဲ့ဒီပြောဆိုမှုတွေအနားယူမယ်ဆိုတဲ့ကောလာဟာတွေကိုသူကိုယ်တိုင်ပဲအဆုံးသတ်ပေးလိုက်ပြီးဖြစ်ပါတယ်မိုင်ယာမီအသင်းဘက်ကနေပြီးတော့မက်ဆီအနေနဲ့လာမယ့်2030အထိအသင်းနဲ့အတူဆက်ရှိမှာဖြစ်တဲ့အကြောင်းကိုအတည်ပြုထုတ်ပြန်လိုက်ခဲ့တာဖြစ်ပါတယ်ပြောမယ်ဆိုရင်မက်ဆီကအသက်42နှစ်အရွယ်အထိမိုင်ယာမီအသင်းမှာဆက်ရှိသွားတော့မှာဖြစ်ပါတယ်ဒါဟာကိုဂျီရိုနယ်ဒိုရဲ့နောက်ကိုမန်စီနေနဲ့အမိလိုက်တာလားဆိုပြီးတော့ပြည်သက်တွေကမေးနေကြပါတယ်။ကိုဂျီရိုနယ်ဒိုဟာလည်းပြီးခဲ့တဲ့လတုန်းကမှအန်နဆာအသင်းနဲ့2နှစ်တက်တန်းရှိတဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးတော့သူအသက်42နှစ်အထိအန်နဆာအသင်းမှာဆက်ရှိနေမှာဖြစ်ပါတယ်။အခုကိုဂျီမန်စီကလည်းသူအသက်42နှစ်အထိအင်တာမီယာမီမှာဆက်ရှိနေတော့မှာဖြစ်ပါတယ်။ဆိုတော့ကိုဂျီနှစ်ပါးစလုံးဟာသူတို့ရဲ့အသက်42နှစ်အရွယ်မှာကစားသမားဘွားကနေအနားယူသွားတာဆိုတာကတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Export ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခန့်ပါ